Hello နိုရာပါဒီနေ့ကတော့အတန်းတက်တက်ရင်းနဲ့ဟိုရိုက်တည်းရှောက်ရိုက်ထားတဲ့အစုံသော vlog လေးပေါ့နော်ဆိုတော့ like ကြည့်ပေးကြပါဦးရှင်အတန်းက bus car နဲ့တွားရတာဆိုတော့တော်တော်များများကဒီနိုင်ဝက်45မိနစ်လောက်အမြဲကြိုရောက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့လည်းနိုင်ဝက်လောက်စောရောက်နေတာဆိုတော့ဒီ class break အမကလည်းမရောက်သေးဘူးဆိုတော့သူ့စောင့်မယ်ဆိုပြီးတော့အေးဆိုင်မှာတွားပြီးတော့အေးတောက်ရင်းနဲ့စောင့်ပါတယ်တော့လာနေပြီလို့ပြောပါတယ်ခဏနေရောက်တော့မှဆိုတော့အေးတောက်ရင်းနဲ့စောင့်ပါမယ်တယောက်တည်းဆိုတော့ဒီလိုလက်နှစ်ချောင်းထောင်ပြီးတော့ post ပေးရလွယ်လို့ကင်မရာလုံးဝများရှိမှမရရဲဘူးအခုကတော့ဒီစောင့်နေရဲ့အမလည်းရောက်ပြီရောက်ဆိုသူနဲ့စကားခဏပြောပြီးရောနည်းနည်းလေးစောနေသေးရောသူလည်းသူ့ဘာသူဖုန်းကြည့်ကိုလည်းကိုယ့်ဘာသာကိုဟိုရှာရိုက်ဒီရှာရိုက်နဲ့ရိုက်တယ်ပေါ့နော်ဒါကတော့ပထမတော့စတော့ဒီအပေါ်ကကျတော့ bus car ထဲမှာလူရမ်းများရလေအင်ကြီးအပြက်ကြီးနေကြတော့မကောင်းလို့ဆိုပြီးတော့အဲ့နဲ့အပေါ်တက်လေးယူလာဒါပေမဲ့လည်းကွက်တိဖြစ်သွားတယ်အတက်ထဲမှာအေးတော့ဝလာလည်းပါတယ်ပြီးတော့အခုအေးတောက်နေတဲ့အချိန်မှာလည်းအရင်အေးတော့ပထမတော့ချွတ်မယ်ဆိုပြီးတော့လိုက်တဲ့အချိန်မှာအရင်အေးလာနဲ့မချွတ်တော့ပါဘူးဆိုပြီးတော့အမပြန်ဝတ်တယ်ပေါ့နော်ဆိုတော့ jacket တစ်ထည်နဲ့ချွတ်လိုက်ဝတ်လိုက်နဲ့လှုပ်ရှုံနေရဲ့ကျမပါဒါတော့အေးတောက်နေနဲ့ပဲမြချင်းတစ်ဖြတ်ပေါ့နော်ဆိုတော့အမှန်ကန်နေသူရိုက်နေအောင်ဆိုတော့အေးလေးတောက်ပြီးခဏနေရောကျွန်တော်တို့အတန်းချိန်လေးနေပြီဆိုတော့အတန်းတက်ပါတယ်ဒီနေ့တန်းမှာတော့မမရခေးရထားသွားရပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ break time ကသူက15မိနစ်ပဲပေးရပါတော့အဲ့ဒါကိုနိုင်ဝက်လောက်ယူလိုက်မိလို့ဆိုပြီးတော့ပြန်ဝင်ရောအတန်းနဲ့ပြန်ဝင်ချိန်မှာကားလိုက်ရပါတယ်သူအများကြီးနဲ့ကားရတာပေါ့နော်အဲ့ဗီဒီယိုကတော့မထည့်ပြီးတော့ပါဘူးအရင်ရှက်ဖို့ကောင်းလို့ပါနော်ရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြတဲ့တယောက်ချင်းတွေကတော့ကျေးဇူးအများကြီးတင်ပါတယ် follow တွေကတခါတလေမှစိတ်ကူပေါင်းမှတင်တာပေါ့နော်ဘာဖြစ်ဖြစ်အမြဲကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye